ယနေ့သာသနာနှစ်2555ခုနှစ်သတင်းကျွတ်လပြည့်ကျော်9ရက်2011ခုနှစ်10လပိုင်း19ရက်နေ့ကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီး၏တရားဌာနရန်ကုန်တိုင်းတာကေတမြို့နယ်အမှတ်6ရပ်ကွက်နဝရလန်းမိုးကုတ်ဝိပဿနာရိပ်သာပုံညာယာမကျောင်းတိုက်တော်တွင်ရှိဓမ္မပူဇနိယနေရာဌာန၌စခန်းဝင်တရားအထုတ်နေရရှိကြသောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဘုဇင်တို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှိဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကူတယံဘူးဉဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွင့်မဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝိနည်းအပေါင်းတို့အားသစ္စာရည်ဤအမြိုက်စေတော်တို့ကိုတိုက်ကြွေးတော်မူပေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစီတတ်သောဓမ္မံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2555ခုနှစ်တိုင်းတိုင်းအတွန်းရှည်တည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ့်စောင့်ရှောက်တော်မူလာကြကုန်သောတန်ခမ်းတန်ဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကားဥစဉ်အားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြသွန်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမီးခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီး၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအဖြစ်၎င်းကျေးဇူးဆတ်သောအဖြစ်၎င်းဥစဉ်ဤမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆတ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရဲ့မမေ့မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့ယခုလိုမရစဘူးအရာထူးနေတဲ့ဘဝဒုကလေးမှာတန္တရာဒုက္ခလက်စသိမ့်နိုင်အောင်ကြိုးစားကြပါလို့လေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ကိုယ်စင်းတို့တွေယခုလိုပေါ့လေရက်ရှည်ရက်တရားစခန်းဟုတ်လားနေ့ဘယ်နေ့ရက်ရှိ69ရက်တရက်နောက်တရက်ဆိုလွတ်ပြီးကျွတ်ပြီးပေါ့နော်ဟုတ်လားရက်တရားနဲ့တို့အလွတ်အကျွတ်กว่าဆိုပြီးလှုပ်ခဲ့ကြတာအဲ့လိုလှုပ်ခဲ့ကြတာလားငါတို့ရက်တရားပြည့်တဲ့နေ့ကိလေသာယံကလွတ်ရမယ်ကျွတ်ရမယ်กว่าဆိုတဲ့ရည်ရွယ်ချက်ကလေးများမထားခဲ့ကြဘူးလားဒါဖြင့်မနေ့ပြန်အလွတ်ပေါ့ကဲရှိသေးတို့ကလည်းပြီးကနီးမှလာဖြစ်တာဆိုတော့ဒီနေ့လည်းဥစဉ်ကရည်ရွယ်ထားတယ်မနေ့ကနဲ့တနေ့ကမန္တလေးအမရဗုဒ္ဓကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ပင်မသံဝဇနိယခန္ဓာဝင်ချတော်မူရာကျောင်းမှာ
အခုဆရာတော်ဘုရားကြီးခန္ဓာဝင်ချခဲ့တာဒီနှစ်ဆိုရင်49နှစ်ပြည့်ခဲ့ပြီသတရင်ကျော်လပြည့်ကျော်4ရက်နေ့1324ခုနှစ်ကပြန်တော်မူတယ်နော်အခု83ခုနှစ်ရောက်တော့49နှစ်ရှိပါပြီနောက်နှစ်မှာရွှေရတုပူဇော်ပွဲကြီးမြန်မာတိုင်းကလုံးမှာရှိတဲ့မဟုတ်ရိပ်သာများစုပေါင်းပြီးတော့ရိပ်သာဆရာတော်များဥဆောင်၍တပိသာဝကအပေါင်းတို့မှစုပေါင်းပူဇော်ပွဲကြီးကျင်းပနိုင်ဖို့ဦးဇင်းတို့အစီအစဉ်စတင်ဆောင်ရွက်နေပါအဲ့တော့အခုလည်း49နှစ်ရွှေရတုအကျိုးဆိုပြီးတော့မန္တလေးပင်မတန်ဝေဇနိယရိပ်သာကြီးမှာအသီးသီးသောရိပ်သာပေါ့လေကမ္မထမ်းတိုက်များမှကမ္မထမ်းတိုက်ဆိုတာဘုဂုတ်ပါတယ်မဟာစီပါတယ်ဆွန်းလွန်ပါတယ်သိင်္ဂူပါတယ်အစရှိတဲ့ကမ္မထမ်းတိုက်အလုံးကကမ္မထာနာစရိယကြီးများနဲ့အတူနိုင်ငံကျော်နယ်လဲဓမ္မဂတိကကြီးများစာသင်တိုက်ကဓမ္မဂတိကရိပ်သာကဓမ္မဂတိကအဘိဓမ္မာဓမ္မဂတိကအစရှိသဖြင့်ဓမ္မဂတိကသုတ်တံဓမ္မဂတိကအစုံအဖုံဖုံတို့ကိုထူးထူးလဲလဲပူဇော်ပွဲတရားပွဲ18ညကျင်းပနေတဲ့ထဲမှာဦးဇင်းက2ညပူဇော်ခဲ့ပါတယ်အဲ့တော့အင်္ဂလိပ်လိုဆိုရင်18ရက်10လ62ခုနှစ်မှာဆရာတော်ကြီးပြန်တော်မူခဲ့အဲ့တော့18ရက်နေ့ပြန်တော်မူခင်15ရက်နေ့မှာနောက်ဆုံးဟောခဲ့တဲ့ဆရာတော်ဘုရားကြီးနောက်ဆုံးဟောခဲ့တဲ့တရားနဲ့ဒီနေ့ကျေးဇူးဆက်တော်အဲ့တော့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကပြန်တော်မူကာနီး2ရက်အလိုအထိအဲ့ဒီ2ရက်15ရက်နေ့မှာတရား3ပွဲဟောပြန်တော်မူတော့မှာနော်ပြန်တော်မူဖို့2ရက်သာလိုတော့တယ်ဒုက္ခနာဝန်ချမှာသူသိတယ်သာသနာဝန်ကိုဘယ်လောက်ထိစွမ်းစွမ်းတမန်ထမ်းဆောင်သွားသလဲလို့ဆိုတော့ခန္ဓာဝန်ချဖို့2ရက်အလို15ရက်နေ့မှာတနေ့တည်းတရား3ပွဲဟောအဲ့ဒီ3ပွဲတွေကအခုနောက်ဆုံးဟောခဲ့တဲ့တရားအဲ့ဒီတရားကဘာလဲဆိုတော့ယထာကြီးကထွက်တော့မယ်တဲ့မိယုံလေးရှိတော့တယ်နော်ဒါလေးဆရာတော်ဘုရားကြီးကဥပမာပေးပြီးပြောသွားတော့တရားကောင်းစဉ်ကတော့အကောင်းဆုံးကိုရအောင်လို့ပါတယ်လေအခုဦးဇင်းတို့သူတော်ကောင်းတို့တွေဟာတရားစခန်းဝင်နေကြတာ69ရက်တောင်ရှိပြီဆိုတော့သိပါတယ်ဘယ်သူစီမံတယ်လို့ခံနေရဒါအပြည့်အစုံစကားမဟုတ်သေးဘူးတကယ်ဆရာကောင်းသမားကောင်းရဲ့တပည့်ဝိပဿနာယောဂီအစစ်မြင့်ဝိပဿနာယောဂီဆိုရင်ဖြေရမှာကဒီလိုအခုသူတော်ကောင်းတို့ဦးဇင်းတို့ဘယ်သူစီမံတယ်လို့ခံနေရသလဲလို့မေးရင်ဓမ္မစီမံတဲ့အတိုင်းခံနေရပါတယ်ဘုရားလို့ဖြေရကံစီမံတယ်လို့ဆိုတာကသဗ္ဗေတ္တကာမတကကာမဗန္ဓုကာမပရိတ္တရဏနဲ့ကံသာမိကံသာဖကံသာလေလဲလျောင်းရာဆိုတာကဒါကမိစ္ဆာဒိဋ္ဌိအယူမှားအမြင်မှားပေါ့လေအမှန်မှားအသိမှားအယူမှားနေကြတဲ့မိစ္ဆာဒိဋ္ဌိဘဝကနေတမာဒိဋ္ဌိလမ်းကြောင်းကိုဆွဲတင်ဖို့အတွက်ဥစွာဟောရတဲ့တရားတနည်းအားဖြင့်ဉာဏ်စဉ်အဆင့်အရာပြောရင်ပထမဦးဆုံးကမ္မတက္ကတဉာဏ်ပဲရှိသေးတယ်။ဘာဉာဏ်ကံကံဤကျိုးပေါ်မှာယုံကြည်မှုအမြင်မှန်မှုအဲ့တော့တို့ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်ဖို့ဒါကဘောင်ကျင်းချင်းလေးတွေကပြောတာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ်နဲ့ညီအောင်ပြောရင်လမ်းမှန်ပေါ်ရောက်ဖို့နော်အရေးအကြီးဆုံးပဓာနအကျဆုံးယုံကြည်မှုကိုပြောပါလို့ဆိုရင်ဟောဒီကမ္မတက္ကတဉာဏ်ဟာအရေးအကြီးဆုံး
ဒီခြားနာထောင်နော်ယောဂီတွေမို့လို့ယောဂီတွေနဲ့တတ်တဲ့တရားကိုခေါ်တာဒါကဥစဉ်တို့အခြေခံလမ်းမှန်ပေါ်ရောက်ဖို့ဆွဲတင်တာမျက်စိလည်နေတဲ့လူကိုဟောဒီမှာလမ်းလို့ပြကျင်လို့ခေါ်ပြယုံပဲရှိသေးတာတကယ်တော့ကံဆိုတာလဲဓမ္မတစ်ခုပဲကံဆိုတာလဲသဗ္ဗေသင်္ခါရအနိစ္စဟုတ်တယ်နော်သဗ္ဗေသင်္ခါရဒုက္ခဟောသင်္ခါရတရားဟာအနိစ္စသင်္ခါရတရားဟာဒုက္ခမပြောဘူးလားဟောသဗ္ဗေဓမ္မအနတ္တဟောတတ္တဝါတွေကိုစီမံဖန်ဆည်းနေတာကံစိတ်ဥဒုအာဟာရအကြောင်းတရားကံကလည်းဓမ္မပဲစိတ်ကလည်းဓမ္မပဲဥဒုကလည်းဓမ္မပဲအာဟာရကလည်းဓမ္မဟုတ်တယ်နော်သူကပြုပြင်ထားတဲ့အကြောင်းတွေအဲ့ဒီအကြောင်းပြုပြင်ထားတဲ့တရားသင်္ခါရတရားဒါမို့သဗ္ဗေသင်္ခါရအနိစ္စအကြောင်းပြုပြင်လို့ပေါ်လာတဲ့တရားတွေသင်္ခါရတရားသူကအနိစ္စသူကဒုက္ခအနတ္တကြတော့သင်္ခါရလို့မပြောဘူးသဗ္ဗေဓမ္မအဲ့ဒီသင်္ခါရတရားကိုပြုပြင်နေတဲ့ဓမ္မတွေကိုကအနတ္တဒီလိုလေးနားလည်ထားတရားအလုံးအနတ္တกว่าရှင်းလားသင်္ခါရဆိုတာအကြောင်းကပြုပြင်လို့ပေါ်လာတဲ့တရားသင်္ခါရတရားအဲ့ဒီပြုပြင်တဲ့အကြောင်းဓမ္မတွေကိုကဘာလဲအနတ္တဒီလိုသွားဒါကြောင့်သဗ္ဗေသင်္ခါရအနတ္တလို့မသုံးဘာလဲသဗ္ဗေဓမ္မာအနတ္တရှင်းတယ်နော်အဲ့တော့ဟောဒီကမ္မတက္ကတာဉာဏ်ကံကံဤကျိုးပေါ်ယုံကြည်တဲ့ဉာဏ်လောက်နဲ့တော်ကောင်းတို့ဥစဉ်တို့အလိုရှိကြတောင်းတအပ်တဲ့မဲ့ဖို့နိဗ္ဗာန်ကိုရနိုင်သလားခန္ဓာဇတ်သိငြိမ့်နိုင်သလားဒုက္ခသန္တရာကလွတ်နိုင်သလားဒါဖြင့်ဒုက္ခသန္တရာမလွတ်သေးရင်အဲ့ဒီတမာဒိဋ္ဌိအဲ့ဒီဉာဏ်လောက်ကိုအာကိုလို့ကာမသက္ကရလောက်နဲ့ကျေနပ်မနေနဲ့กว่าဒါလမ်းဆုံးမဟုတ်သေးဘူးတဲ့အကောင်းဆုံးမဟုတ်သေးဘူးတဲ့ကံကံကြီးကျိုးကိုယုံကြည်တာမကောင်းဘူးလားကောင်းပါလေမယုံသေးတဲ့လူကြယုံအောင်ဟောရတယ်ဦးဇင်းတို့မှာဦးဇင်းတရားတွေဦးဇင်းဟောထားတဲ့တရားတွေကိုသေချာဂဂနနစီစစ်ဝေဖန်ကြည့်ရင်ပညာရှိရင်တော့သိမှာပေါ့လေပညာမဲ့များတော့ဝေဖန်လို့မဆုံးရှုံချလို့မဆုံးကဲ့ရဲ့လို့မဆုံးပြစ်တင်လို့မဆုံးသူတို့မှာစောဒကတက်လို့ကိုမပြီးနိုင်ဦးဇင်းကြည့်ပြီးတဏှာဩတောင်းဆုံးအောင်လည်းမကြည့်စုံအောင်လည်းမလေ့လာလူတယောက်အကြောင်းကိုဝေဖန်ရတာများသူတို့တော်တော်လွယ်တယ်ထင်တယ်အဲ့ဒါဉာဏ်မရှိတဲ့လူတွေရဲ့အလုပ်နော်ဦးဇင်းကတော့ဘယ်သူအကြောင်းမှမဝေဖန်ဘူးဘာလို့ဆိုတော့အဲ့ဒီအကြောင်းအဲ့ဒီလူအကြောင်းကိုဝေဖန်ခြင်းအဲ့ဒီလူရဲ့အကြောင်းကိုခရီးစေးတွင်းကြဥမချီကအကုန်သိမှဝေဖန်လို့ရမယ်အဲ့လိုသိအောင်လုပ်ဖို့အချိန်မပေးနိုင်လို့ကိုမဝေဖန်ဘူးဦးဇင်းတရားလုံးလို့ဝေဖန်နေကြတဲ့လူတွေတရားသူ့အဆင့်နဲ့သူဟောတာရိပ်သာလာဟောမဲ့တရားကိုအပြင်လူသိမ့်ချီနေတဲ့ပြိတ္တစီဘလို့သွားဟောထုံးမတော့ကံကံကြီးကျိုးလောက်နေတယ်သူတို့ရက်ထားတယ်ကောင်းတာလို့ရင်ကောင်းကျိုးပေးမယ်အကြောင်းကောင်းရင်အကျိုးကောင်းမယ်ဟာဒါအော်ပြီးသွားတပွဲဘုရားတို့လို့မရဘူးအကောင်းဆုံးကိုရအောင်ယူဗါတယ်ခုယူမလို့တရားလားအထုတ်ကြတယ်မလားကျုံးနေရလဲနောက်ကြမှာကြီးတွေ့တာခင်ဗျားတို့စောတော့လည်းမပင့်ဘူးဆရာတော်ကဦးဇင်းလည်းတရားစခန်းပွဲတွေကိုမကင်နိုင်သေးဘူးလုတ်ပေးခြင်းတာဟိုရတဲ့ရတတ်ရနဲ့မရသွားကြမဲ့လူတွေအတွက်လည်းစိုးရိမ်အဲ့တော့ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာဒါဘောင်ကျင်းတယ်ဘာလို့ဘောင်ကျင်းတာလဲဆိုတော့ဘုရားရှင်ကိုတော်မြတ်ကြီးဟာတပည့်ကိုကြည့်ဆရာမကောင်းတာညာဘက်လက်ခွက်တင်ညာဘက်မှာချသွားမယ်တဲ့မပြောဘူးကောင်းကြီးပြတယ်
အဲ့လိုဖုံးကန်ကြီးတဲ့လူသူမင်္ဂလာဘာလို့အနားနေတဲ့တပည့်တွေကဘယ်တော့တော့လဲဆိုတာညာဘက်လက်ကမလုံနိုင်ဘူးဘုန်းကြီးဒီဘက်ချသွားမယ်အေးကောင်းအဲ့ဒါအကြောင်းနေနော်အတိတ်ကကိုဖြစ်ချင်တဲ့ဆန္ဒနဲ့ဖြစ်နိုင်တဲ့အနေထားကိုအဝင်ခွင်ကြလှုပ်ပေးမဲ့လူရောက်လာအခုပဲပြောပြတယ်ဆရာတော်ဥပုံညာဏလို့ပြန်တော်မူသွားတာစောလိုက်တာတိတ်ဘုံကန်ကြီးတာတပည့်တော်တို့နဲ့ဘာမှမဆိုင်ဘူးသူမင်္ဂလာတို့ကတဘဝလုံးပေစုပ်ချီတက်လာနော်ကိုယ်ကလည်းကိုယုံခဲ့ကန်ခဲ့ရတယ်ဥပုံညာဏတို့ကရောက်ရအရမှာလေကိုရောက်ရင်ဒကာဓမ္မတွေလျှောက်ကြတယ်ဒါလေးဘုံဥပုံညာဏအတွက်စောက်ထားတဲ့ကြောင်းမင်းဘယ်ရိပ်သာရောက်သူမင်္ဂလာတရားစခန်း10နှစ်ကျော်ပြလာတာသူမင်္ဂလာအတွက်စောက်ထားတဲ့ကြောင်းလို့တခါမှမကြောက်ဘူးတခါမှဘုန်းကြီးဟောကြီးကတက်ကယ်ကတော့မရှိဘူးဘုန်းကြီးနေလို့ဖြစ်မလားတက်ကယ်မရှိတဲ့အမိုးအောက်မှာနေခဲ့ရတယ်ဟောဒီသွတ်ပြန်ကြီးအမိုးတော့မရှိဘုန်းကြီးနေရမလားဖြာပတ်ရိုင်ပတ်ပြီးနေခဲ့ရတာသူမင်္ဂလာ10နှစ်အဲ့ဒါဥပုံညာဏတို့ရောက်ရအရမှာကြည့်လိုက်တယ်ဘုန်းကြီးကြွဒါဥပုံညာဏတရားဟောသွားတာအေးကြီးညိုတယ်နောင်တော်ကြီးကြည့်ဟောဒီမှာဒါသူ့အတွက်ဆောက်ထားတဲ့ကျောင်းဟာဒါသူ့နေဖို့လှုပ်ထားတဲ့အခန်းဟာအခုတော့ဆရာတော်မရှိတော့ဆရာတော်ခန်းဒုလိုက်နေပေါ့ကွယ်နော်ဘုံရှင်ကန်ရှင်မိပြီးစင်ပြူတော်မိပြီးကြံစို့ရနော်ဩကန်ချင်းกว่าတယ်နောက်ဆရာတော်ဘုံကြီးသလောက်ခက်တာကဘုံကြီးတဲ့ဆရာတော်ကြီးကစောစောပြန်တော်မူသွားတယ်အဖေလည်းရှိသေးတယ်အမေလည်းရှိသေးတယ်သူမင်္ဂလာဘုံမဲ့ကံမဲ့တကောင်ကျွတ်ကြံနေခဲ့တယ်ဖေလည်းမရှိဘူးမေလည်းမရှိဘူးအကြောင်းကျိုးတွေနော်ကဲထားဒီတော့ဓမ္မနော်မြင်အောင်ပြကျင်တာကဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောထားတဲ့တရားတွေဟာဗုဒ္ဓဘာသာဝင်တွေအတွက်ဟောထားတာလားလောကသားအလုံးအတွက်ဟောထားတာတော့ဘုရားတရားကိုဗုဒ္ဓဘာသာဝင်တွေခေါင်းတယောက်ဖြစ်ဖို့လို့ပြောတာအမတန်ပေါင်ကျင်းတဲ့သေးသိမ်တဲ့စိတ်သဘောထားသေးသိမ်တဲ့လူရဲ့အပြောတကယ်မြင့်မြတ်တဲ့လူရဲ့အပြောနဲ့ပြောရရင်လောကအမှန်တရားကိုတွေးဖို့လမ်းမှန်ပေါ်ကိုရောက်ဖို့အရေးအကြီးဆုံးလိုအပ်တဲ့ယုံကြည်ချက်ဟာကံဤကျိုးပေါ်ယုံကြည်မှုဒီလိုဟောရတယ်ဒါပေမဲ့ဝိပဿနာလမ်းကြောင်းကနေဝိပဿနာအလုပ်လုပ်ကြမဲ့လူတွေကြတော့ကမ္မသက္ကရာဉာဏ်လောက်နဲ့တင်းတိမ်နေလို့သူ့ဆင့်နဲ့သူဟောရတယ်ကံဤကျိုးကိုနားမလည်သေးတဲ့လူကြတော့ကံဤကျိုးကိုလုပ်ဖို့ယုံကြည်ဖို့တိုက်တွန်းရတဲ့လမ်းပြဟုတ်ခင်ဗျားတို့ကံဤကျိုးကိုယုံသလားယုံတဲ့အတွက်မကောင်းတာလုပ်တာလားကောင်းတာလုပ်တာကောင်းမှုကုသိုလ်လုပ်ရင်ကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်ဆိုလူချမ်းသာနတ်ချမ်းသာအစစ်ရပြီလားချမ်းသာလမ်းဆုံးမလားဟောကံဤကျိုးကိုယုံတဲ့တော့လမ်းမဆုံးတဲ့ဖြင့်စိတ်မချအတ္တိတဒါနဘုရားတဆူမှာတဆူပွင့်တိုင်းမှာတစ်ချိန်သာလုံနိုင်တဲ့အမြင့်မြတ်ဆုံးသောအပြည့်စုံဆုံးသောအကြီးကျယ်ဆုံးသောအလူကြီးကိုလူသွားတဲ့မာလိကတေတော့ပဲသွားဘယ်နှစ်ရက်9ရက်အရေးပေါ်ပြေးလိုက်ရသေးတယ်ဟုတ်ကလားစိတ်ချရလားလို့လားမချရလို့ဒါဖြင့်နတ်သမီးတွေအချမ်းရံ1000နဲ့နတ်ပြည်မှာခံစားနေတဲ့သူ့ပြမသူနတ်သမီး900ပန်းနေချွေရင်တချင်းနေဆိုရင်ဘယ်ရောက်သွားအားလုံးသည်နတ်ပြည်ရောက်ယုံနဲ့စိတ်ချရပြီလားကံဤကျိုးကိုယုံကြည်ယုံလောက်နဲ့အပေတကားပိတ်ပြီလားရှင်းတယ်နော်ဒုတိယဉာဏ်ကနာမရူပပဋိစေဒဉာဏ်ပြောဘုရားတော်ကောင်းတို့ယုံနံသိသလားသူတော်ကောင်းတို့မှာယုံနံရှိမရှိစားကျင်တာကစားနေတာကသွားကျင်တာကသွားနေတာကဝတ်ချင်တာကဝတ်နေတာကကိုယ်ယုံကုန်နံကိုယ်တကယ်ရှိတာခန္ဓာ၅ပါးအချင်းချုပ်ရင်ယုတ်တရားနဲ့
ရုပ်ကိုပိုင်သလားရုပ်ကိုပြုပြင်ထားတာအကြောင်းဘယ်နှပါခါပါလိမ့်ပါလိမ့်ဟာနာမ်ကိုပြုပြင်ထားတာအကြောင်းဘယ်နှပါမာဒီပါလိမ့်ဒီလိုရက်တရားကုသိုလ်တွေယုံ nant တွေတို့ခွဲသိပြီယုံ nant ခွဲသိရင်တဘဝနှစ်ဘဝတော့အပယ်မလားဘူးဒါသိချလိုက်စိတ်ချရပြီလားသူအာမခန္ဓာကတဘဝနှစ်ဘဝဟမ်ဒီဘဝသာဖရာတရားသံဃာနဲ့ကြီးညိုလိုက်တာလေးစားလိုက်တာယုံ nant တွေသိလို့ပျော်လိုက်တာနောက်ဘဝကြတော့ဘာသာကြဝန်ကောင်းနဲ့သွားအောင်တော့ဟမ်ဖရာဆယ်တရားဆယ်အောင်မှာသူကအလွန်ဆုံးအာမခန္ဓာနှစ်ဘဝဟမ်သဘောပါသလားသိချပါမလားမချဘူးမာနအသင်းပွေးနဲ့ရောက်သွားပြန်ရင်လည်းမာနအသင်းပင်းဆိုရင်ဒီဘက်ဖရာပရိသတ်တွေသူရန်လို့အောင်မှာဟမ်တို့ဘယ်ရမှမလည်းမသိဘူးလမ်းဆုံးမလားအကောင်းဆုံးဖြစ်ပြီလားတို့တိပထမဦးဆုံးအရေးကြီးလိုအပ်တဲ့ကံကံဤကျိုးပေါ်တော့ခင်ဗျားတို့ယုံသလားချွင်းချက်များရှိသေးလားသဗ္ဗေတ္တသိကြရလားသဗ္ဗေတ္တဘေးရင်ဆရာဟမ်သဗ္ဗေတ္တဝိဇ္ဇာဇောจิตပတိသိကြတယ်နော်ဟုတ်ရိတ်တာလဲစခန်းဝင်မပြတ်ဘူးဘေးရင်မေးလည်းမပြတ်တဲ့လူတွေတပုံကြီးရှိသေးတယ်သဘောပါလားပုံညာယာမမှာတော့မပါတော့ပါဘူးနော်ဘာလို့ဘုံရှင်ကံရှင်ဆရာတော်ကြီးရဲ့ရိတ်တာမှာဆိုတော့ဒီမှာတော့ပေဆုပ်ဆုပ်လူတွေမလာတော့ဘူးထင်ပါတယ်တကယ်စိတ်ဓာတ်အောက်တန်းကြတဲ့ပေဆုပ်ဆုပ်ဆိုတာအဲ့ဒါအဟုတ်ပေဆုပ်ဆုပ်မှုန်ကုတ်ကုတ်နော်ပြောလိုက်တော့ဘုန်းကြီးတို့ဟောတာတော့အဟုတ်ပဲဒါပြောတပည့်တော်တို့လည်းမနေနိုင်ဘူးဆိုတော့ကာမတက္ကရကိုမရသေးဘူးရိတ်တာမှသာအားထုတ်နေတာသူဒီနံပါတ်1ကိုတန်းကိုမဝင်သေးဘူးလက်ပွဲလေးကလည်းသွားလိုက်အောင်ပါဘုန်းကြီးမသိအောင်ခိုးပြီးတော့သဘောပါသလားအပေဆုပ်ဆုပ်တွေပေဆုပ်ဆုပ်တွေအဆင့်တန်းမှတ်မိနော်ဘုံမဲ့ကံမဲ့တွေကဘုံရှိကံရှိအရေးလာခိုးတော့ပေဆုပ်ဆုပ်ဖြစ်တာပေါ့ဟမ်စိတ်ဓာတ်ခွန်အားပါမလားဘူးနော်ဉာဏ်ခွန်အားပါမလားစိတ်ကြောက်စရာကောင်းတယ်နော်သဘောပါရဲ့လိုက်အဲ့တော့ကိုသတိထားကိုဘယ်အဆင့်တန်းမှလဲကိုသိဖို့လိုသေးတယ်ဟမ်သူရကားလိုက်ပြီးတော့ကဲပါယူပါခြေသလုံးဖက်တောင်းပန်နေရတဲ့ဘဝနဲ့ကိုခြေထောက်ကိုရရတဲ့ဘဝဘယ်ဘဝကအဆင့်တန်းမြင့်ကိုဘုရားရှင်ကိုတော်မြတ်ကြီးလမ်းညွန်ပေးခဲ့တဲ့လမ်းနော်ဒီလမ်းကသူပြန်အားကိုးရတဲ့လမ်းလားကိုအားကိုးရတဲ့လမ်းသတိထားနော်ကိုရှိတော့ကိုရက်နိုင်အောင်ရက်နိုင်ပြီသင်ပြီးလမ်းလျှောက်ပါသင်ပေးခဲ့တယ်ဒီလိုလျှောက်ဒီလိုနေဒီလိုထိုင်ဒီလိုသွားဟင်တခြားသောသာသနာတွေလိုငါလာကဲမယ်ငါဖန်ဆင်းထားတာနော်ငါကအကုန်ရုပ်သိမ်းမှာမပါဘူးရောင်ဝါတစ်ခုမှမပါဘူးဟမ်အကြောင်းကျိုးထင်ရှားအောင်မပြခဲ့ဘူးလားပြခဲ့တော့ကြည်နာမရူပပရိစ္ဆေဒဉာဏ်ဆိုတာကဒိဋ္ဌိကိုအသိနဲ့ပြုတ်ယုံလောက်ပဲရှိသေးတယ်ဟမ်ပွားပြုတ်ပယ်ပြုတ်မရောက်သေးဘူးဒီတော့အလုံးစုံငါတို့အကောင်းဆုံးဖြစ်ပြီလို့ပြောလို့မရဘူးအဲ့တော့ကာမတက္ကရသမာဓိဋ္ဌိလောက်ရရင်ကောင်းကျိုးချမ်းသာတွေလာလိမ့်မယ်ကောင်းမှုတွေလုပ်လိမ့်မယ်ကောင်းမှုတွေလုပ်ယုံသီလတွေဒါနတွေသီလတွေလုပ်ယုံနဲ့အပေတကားစိတ်ချရပြီလားဟောပြုတဲ့ဒါနထဲမှာဒိဋ္ဌိပါသွားရင်ဘုရားကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကဘာနဲ့ပြောလိုက်လဲဆိုတော့ကောင်းကင်ပြန်နေတဲ့ငှက်အစိတ်လူးများသင့်နေတာနဲ့တူတယ်ဗါတယ်အစိတ်လူးများမှန်ထားတော့အစိတ်မတက်ခင်တော့ဒီငှက်ပြန်နေမှာအစိတ်သင့်တဲ့အချိန်
အခုခင်ဗျားတို့နောက်ကအစိတ်တန်းလန်းနဲ့ဟိုငဲ့မကြည့်နဲ့ခင်ဗျားကိုကြည့်ခင်ဗျားတို့မဘာပါနေလို့အစိတ်တန်းလန်းငါဥစ္စာဒိဋ္ဌိတတ္တရဒိဋ္ဌိရောပါတယ်အခုဥဒုမင်္ဂလာတော့တတ္တနာနဲ့လုံနေတာနောက်နှစ်90ပြည့်ရွှေရတုကြရင်တို့ဒီမှာစိုက်မြက်ကြီးလာပူတော်ခွင့်ရတယ်နော်ဥဒုမင်္ဂလာကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးခန္ဓာဝန်ချပြီး9နှစ်နေမှသူမင်္ဂလာမွေးတာနော်အခုစိုက်မြဲ45နှစ်မှာနှစ်90ပြည့်ပူတော်ခွင့်ရတော့မယ်ဝမ်းသာနေတာအမေနောက်နှစ်ကိုကရှိအောင်မှလို့နော်ဒီမရှိမှနောင်တော်ကြီးကသက်သေပြသွားပြီသူ့တရားပွဲအစီအစဉ်တွေအများကြီးနော်ဘယ်မြို့ကနေဘယ်မြို့ဘယ်နိုင်ငံနေဘယ်နိုင်ငံအစီအစဉ်တွေဆွဲပြီးတော့စီစဉ်တွေတတိုင်းကြီးနဲ့သွားရှာတာဗျာကဲသူ့ဘယ်ချိန်မှဘယ်နေရာမှာခေါ်မယ်လို့သူသိတယ်မသိဘူးတို့လည်းမတတ်နိုင်ဘူးအခုစီစဉ်တွေဆွဲနေတာအာမနောက်နှစ်ကျဘယ်လိုဆိုနောက်နှစ်ထိငါရှိအောင်မလားသဘောပါလားအခိုင်မာပြောလို့ရသလားမရဘူးအခုခင်ဗျားတို့ကဲအခုကဲရွှေတုမတိုင်ခင်ငါတို့ရွှေတုအကျိုးမှာရှိနေတာအဲ့တော့ဆရာတော်ကြီးစိတ်ကြိုက်กว่าတခါတည်းမဲ့ဖို့ရအောင်လုပ်လိုက်မယ်ပူဇော်ချလိုက်မယ်ကောင်းမလားတရက်ကြံသေးတယ်အိမ်မနေနဲ့တော့တရက်ထဲကြံတော့သဘောပါလားဒီလောက်ယုတ်နံဓမ္မသင်္ခါရဖြစ်ပျက်ကိုထင်ရှားမြင်အောင်ပြနိုင်တဲ့ဆရာပေါ်ကိုမပေါ်ဘူးဆရာတော်ဘုရားကြီးရှိလို့ဆရာတော်ဘုရားကြီးကမပြခဲ့ရင်ခင်ဗျားတို့မပေါ်ဘူးအခုဆရာတော်နောင်တော်ကြီးဥပုံညာနာတို့သူမင်္ဂလာတို့ဟောနိုင်တယ်ဆိုတော့ဆရာတော်ကြီးညံမိပြီးတော့ခတ်တီတွေနဲ့ကြံစုပ်နေကြတာကိုသိတာမဟုတ်ဘူးရှင်းလားဆရာတော်ကြီးအမမဲဆိုင်ဖို့ဝင်အကုန်ပြောထားကြမှာတော့စာဖတ်တဲ့လူရတယ်ဗောတို့စာမဖတ်တဲ့လူကထိုင်နာတော့စာဖတ်တဲ့လူကဆရာလုပ်တယ်ဗောဒါပဲသဘောပါသလားအေးအဲ့တော့ကမ္မတက္ကရာလောက်နဲ့အာကိုလို့လဲမရဘူးတဲ့အစိတ်လူများသင့်နေတယ်တဲ့ဒိဋ္ဌိမပြုတ်ရင်စိတ်လူများစိတ်ပြန့်တဲ့အချိန်ပြန်ကြရှင်းရလားဟဲ့ဒါရောအကောင်းဆုံးဟုတ်ရလားဟုတ်သေးဘူးနာမရူပပရိစ္ဆေဒဉာဏ်လောက်ရရင်ကောပြည့်စုံပြီလားတဘဝနှစ်ဘဝတော့အပယ်မလားဘူးဆိုတော့နှစ်ဘဝအာမခန္ဓာနဲ့ဟိုဘက်မပါဘူးရှင်းတယ်နော်ကဲဒါဖြင့် तू ကနေတစ်ဆင့်တဲ့ပစ္စယပရိက္ခဉာဏ်ပြောပါလေအကြောင်းအကျိုးကိုပိုင်းခြားသိတဲ့ဉာဏ်ပြောကဲငါတို့စည်းစိမ်ဥစ္စာဓနတွေပြည့်စုံတာမပြည့်စုံတာဘယ်သူကြောင့်ပါလဲဘာကြောင့်လဲအတိတ်ကဒါနအကြောင်းသိချပြောရောင်ဝါမလုံးနဲ့နော်ကိုယ်ဆရာသိခါကြောက်မလုံးနဲ့နော်ကျေးဇူးရှင်ဘိုးကိုဆရာတော်ဘုရားကြီးကအဘိဓမ္မာသိနိုင်တယ်မတိမကျသင်ခဲ့တာတပုတ်မှမရှိခုလည်းသိချမေးတာဥစ္စာဒါနနဲ့ပတ်သက်လာရင်ဒါနမျိုးစေ့မပါခဲ့ရင်ကြိုက်သလောက်လုံလာဝရိယစိုက်ကြိုက်သလောက်ဉာဏ်ကောင်းချမ်းသာရှင်းလားယုံလားဟေးတော့ဘုံကံချင်းနောင်တော်ကြီးကြည့်ပြီးတော့အားကြလို့သူ့မင်္ဂလာကိုเจ้าကိုမဆောက်ဘူးအကုန်လိုက်လူပြစ်ဟုတ်ဆိုဘုံနေတယ်ကွာမထူးနော်ဘုံကြည့်အောင်လုံးမှဖြစ်ကံနေတယ်ငါဘယ်ရောက်ပေစုပ်ရှင်းတယ်နော်ရှင်းပါပြီအကြောင်းကောင်းမှအေးဥစ္စာဒနာပြည့်စုံခြင်းပစ္စည်းကောင်း300ခြင်းမကုန်သူ့မင်္ဂလာကလည်းတချို့ကအဲ့လိုပြောတော့တဏှာပြီးတော့ကျုပ်ကတဏှာအောင်ပြောတာမဟုတ်ဘူးနော်သူများကိုတဏှာတာလည်းသိကြိုက်တာမဟုတ်ဘူးကိုကသာသူများတဏှာခြင်းတယ်နော်အဲ့တော့တဏှာလို့ဆိုပြီးလာပြီးတော့အရှင်ဖျားတာ brand new ဖျားဆိုလာလူကျုပ်လက်ထဲရောက်ပြက်တာပဲအကြောင်းကိုမကောင်းတာနော်အသစ်ဆောက်လူလည်းပြက်တာပဲဆိုတော့မလုံနဲ့မရဘူးလို့အတိတ်ကတော်တော်ဆိုးခဲ့ပုံရတယ်လို့နော်သဘောပါသလားအခုလည်းလာမေးကြတယ်လက်ကဘာဖြစ်တာတော့ဝိုးတိတ်ကငဲ့ခတ်သဘာလားမပြောတာဘူးအစ်စ်တည်းတစ်စစ်မှမကောင်းဘူးလက်မောင်းစိတ်ကပြုတ်ထားခဲ့တာလွန်ခဲ့တဲ့အနှစ်20တုန်းကအာဟုသို့လှုပ်လို့ပြုတ်တာတော့မဟုတ်ပါဘူးတခါတလေလဲကိုကောင်းချောင်းလေးထည့်ပြော
ဟုတ်ဆိုဟိုမန္တလေးမှာနာမည်ကြီးနေတယ်တဲ့ဆရာတော်ဥက္ကုမင်္ဂလာနိုင်ငံခြားသွားတာရိုက်ခံနောက်ကတပည့်နှစ်ပါးပြန်တော်မူသွားတယ်လှုပ်ပုံပြောတယ်နော်သူမင်္ဂလာတစ်သက်နဲ့တကူတယောက်မှမရိုက်ခဲ့ဘူးနာအောင်ကြည့်အောင်တော့မထိုးခဲ့ဘူးနော်သူမင်္ဂလာအလွန်သဘောကောင်းတဲ့လူပါပလင်ပေါ်မှာអော်နေတာလဲကြောက်လို့អော်နေတာတကယ်တော့ကိုယ့်ဘက်ကိုကာထားတာပေါ့အဲ့တော့တကယ်အာကုသို့လုပ်ရင်ဖြစ်ခဲ့တာမဟုတ်ပါဘူးအဲ့ဒီနေရာရွှေတော်မှာပါလဲမမရလိတ်ကြဘုတ်ကုန်းနဲ့မန္တလေးကြားတဝက်တိတိမှာရှိတယ်68မိုင်မှာရှိတယ်လိတ်ကြမှာရွှေတွင်းတူးတော့3တွင်းတစ်ပြိုင်တည်းသုံးမင်္ဂလာလောဘကြီးတယ်နော်အဲ့ဒီထဲမှာကိုတိုင်းပေါ်လံကိုကပတ်စံစိုက်ထုတ်ပြီးတော့ကိုကတထေးလုပ်ပြီးကိုတိုင်းလည်းဝင်တူးသေးတယ်ဘာလို့ဆိုတူးကပါရအောင်မိတ်တွက်ဖေးတွက်လုပ်ရတာဟုတ်အဲ့တော့အဲ့ညကလည်းတညလုံးညဆင်းမဲ့လူမရှိဘူးကြောက်ကိုကွဲအောင်မခွဲနိုင်ကြဘူးရမ်းမခွဲနိုင်ကြဘူးသူမင်္ဂလာဖောက်ခွဲရေးလဲကျွမ်းထောက်လိုက်ရေးများပိုင်မှတ်ထားပေါ့နော်အဲ့တော့တပည့်တွေကပြင်းကြောက်ကိုခွဲတဲ့နေရာအပေါ်ကနေအပေါ်စီးကနေရိုက်တော့လွယ်တာဟုတ်လွယ်တော့အပေါ်စီးကနေရိုက်ခွဲတော့ရမ်းမကွဲဘူးငါညီတို့မဟုတ်ဘူးကွာကြောက်ကအထက်လိုက်ဖြစ်နေပြီအောက်ကမြေအဲ့တော့မင်းတို့အပေါက်ကိုစောင်းဖောက်ကြောက်သားရှိတဲ့နေရာစောင်းဖောက်ပြီးမှခွဲကွပြောမရတော့ကိုယ်တိုင်ဆင်းရိုက်ည7 နာရီလောက်မှာကြောက်သားတို့ကုံသွားတော့မြေကြီးပေါက်တော့ဘယ်လိုပေါက်ခဲ့သလိုတူရိုက်တုံးကလည်းဒါမှန်သောသစ္စာစကားကိုပြောပြတာပါဥဒ္ဓမင်္ဂလာမလုတ်ဘူးတာမဟုတ်ဘူးတာမပြောပါဘူးအဲတူရိုက်တုံးကလည်းတူတစ်ချက်ရိုက်တိုင်းဗုဒ္ဓဓမ္မသံဃာဖရာတရားသံဃာမိဘဆရာအာယုံပြုပြီးရိုက်ပေါက်ချိုးပေါက်တော့အသကုံလက်အားကုန်လွှဲပေါက်ပါလက်နှလုံးပဲဝင်တယ်အဲ့ဒီလောက်မြေထုကိုဒါဖရာအတွက်သာသနာပြုဖို့ဒါတရားအတွက်ဒါသံဃာအတွက်ဒါမိဘအတွက်ဒါဆရာအတွက်ဘုသူမကဒီလိုပဲအလုပ်လုပ်ဖို့ပါတယ်ငွေအတွက်ဘယ်တော့မှအလုပ်မလုပ်ဘူးဓမ္မဂရိကဖြစ်ဆိုဝေးပေါ့နော်လူဘဝစီးပွားရှာတော့ကတော့ငွေရဖို့မရှာဘူးမိဘကျေးဇူးဆက်ဖို့ရှာအဲ့တော့ဘုရားအတွက်တရားအတွက်သံဃာအတွက်မိဘအတွက်ဆရာသမားအတွက်ဆိုပေါက်ချွန်းနေပေါက်အသကုံလွဲပေါက်မှလက်နှလုံးသွားတဲ့မြေကိုည7 နာရီကနေမနေ့6 နာရီအတွင်းမှာလူ100ကျော်အောင်ချ100လဲကျော်ရောခြေကုန်လက်ပန်းကြဒါတောင်တငယ်ချင်းတယောက်ကအပေါ်ကနေအခုအဲ့ဒီဦးစင်းကိုလာကယ်တဲ့တငယ်ချင်းကတေသွားခဲ့အဲ့တော့ဆရာတော်ဥပုံညာနာနောင်တော်ကြီးမြင်တော့လေသတိရအဲ့တော့ဦးစင်းရဲ့အရေးအကဲနဲ့အတန်တနည်းအားဖြင့်ရှေ့လက်ကိုအမြင်ဆုံးတငယ်ချင်းဦးစင်းခြေတလန်းလန်းရင်ဒီကောင်ဘာလုပ်တော့မှဆိုတာအဲ့လိုမြင်တာသူစကားတခွန်းပြောရင်ဘာလုပ်တော့မှ2 ယောက်တငယ်ချင်း2 ယောက်သိမ့်ညီတာချင်းမျိုးသားသူကမေးချင်းဖေးချင်းအဲ့တော့သူခင်ဗျစောစောစီးစီးပဲသေးသွားတယ်အဲ့မသေးခင်ပေါ့အဲ့ဒီမှာအလုပ်တူတူလုပ်ကြတော့ဟဲ့အောင်မင်းတက်မလားမတက်ဘူးလားတဲ့မနေ့မိုးလင်းနေပြီမင်းညကလေးတော့လျှောက်ဆင်းတာတစ်ချိန်မှလည်းတက်မလာဘူးတဲ့အဲ့တော့မင်းငါကြောက်တုံးပြစ်ချလိုက်မယ်တဲ့တက်တော့တနာလို့ပေါ့ကိုလည်းအကုန်နေပြီအဲ့တော့ပေါက်ချိုးကုန်မနိုင်တော့ပေါက်ချုံးပြစ်ချပြီးတော့တက်လာပြီးတော့ရေချိုးမလို့ဆိုတခြားတွင်းအဲ့ဒီတွင်းလည်းကိုတွင်းမှာပဲအဲ့ဒီခုနလာခေါ်တဲ့ပုဂ္ဂိုလ်ဦးစီးတဲ့တွင်းသူ့တွင်းကရေထွက်နေတော့အဲ့ဒီတွင်းကရေမှာငါရေသွားချိုးမယ်ဆိုပြီးမီးဆက်ဆင်းလို့တာအောက်မှာအတောင်အစိမ့်မှာမီးဆက်ရှိတယ်တွင်းကအတောင်45တောင်ရှိအဲ့တော့အတောင်စိမ့်မှာမီးဆက်နိုးရေတင်ပြီးတော့မှရေချိုးမလို့အပေါ်ပြန်တက်လာတဲ့အခါလက်ပန်းကျနေတော့တွင်းနှခမ်းရောက်မှချော်ကြတော့တစ်ဖက်ကအိတ်ဇောဘက်ကင်ပြီးတယ်တစ်ဖက်ကလက်ကထောက်ပြီးတော့အဲ့ထောက်မိတဲ့လက်ကရိုက်ဖြုတ်လို့ဖြစ်ပြုတ်သွားတယ်မိစ္ဆပေါ်ကြလို့ဒီနေ့ခင်ဗျားတို့ပလင်ပေါ်မှာမြင်ရအောက်ထိကျသွားရင်တော့အဲ့နားတယ်ဇာပနအပြီးနော်တဲ့ကြီးမိစ္ဆပေါ်မှာကြတော့လက်တစ်ဖက်ကတော့လှုပ်မရတော့ဘူးပခုံးကြီးကဟိုဘက်ကိုလက်နှလုံးလောက်ထွဲလို့လက်ကြီးကတန်းလန်းပြည့်သူမင်္ဂလာလူမိုက်ပြီးသားပါတယ်ငါဘဝအတိတ်ဘဝမိုက်ခဲ့တယ်ဆိုတာကိုပြန်တွက်လို့ရတယ်ဘာလို့ဆိုတော့အဲ့ဒီလောက်လက်ပြုတ်သွားတာလုံးဝမတုံလို့စက်ပြန်ပိတ်တကယ်ချင်းလှမ်းអော်တယ်နိုင်ဝက်လောက်ခေါ်ယူရပါတယ်လက်ကတန်းလန်းဘာလို့မရဘူးကင်လို့လည်းမရတော့အဲ့ဒါနဲ့တကယ်ချင်းကြားတော့နိုင်ဝက်လောက်နေတော့ပြားကြီးပြန်ဆင်းလာတယ်သူကြည့်ပြီးလန့်သွားတယ်တကယ်ချင်းသွေးပြက်သွားတယ်ဟာဘလို့ဖြစ်သွားဘလို့လုံးဘလို့မှမလုံးနဲ့ဒါကိစ္စမရှိဘူးအရေးကြီးတဲ့ကိစ္စမဟုတ်ဘူးမင်းငါခိုင်းတယ်လို့တကယ်ချင်းပေါ်လဲသူမင်္ဂလာနိုင်ပါတယ်အဲ့တော့အဲ့ကလက်ကိုကင်စမ်းဆိုသူမကင်ရဲဘူးပထမ
Cái này quá dễ cái ngà thô lại mày ta biểu là nhà bên là cái phần lông này bên bên là phải gì số mà cái này đó mà biết á công xong xuôi lại ngà lại thì bên cái á công xong xuôi mà số biết cái này dối đó cái lúc số biang ngoài mà bi rồi đây là mình đó nó mình đó số biết đó qua biang đây gì mua số biết đó nào tên đi mà về suy đoán à tết thật đủ rồi sát sinh bảo đủ cái gì đấy đi vô chỉ đó vậy nào thật đâu mới rồiအဲ့လိုရှေ့ကမိုက်ခဲ့တဲ့အပြစ်တွေကြောင့်သင်္ကန်းယုံတိုင်းသူ့မင်္ဂလာပခုံးပြုတ်ပါတယ်အဲ့လိုပြုတ်နေတဲ့လက်မောင်းနဲ့ဒါဒဏ်ရာပေါ့လေအခုတဖြည်းဖြည်းဒဏ်ကများလာတော့အယုတ်ကအထဲထဲကကြည်ပြီးတော့အပေါ်ကအယိုးနုလေးရောင်နေတယ်မလုံနဲ့လို့ဆရာဝန်ကပြောထားတယ်ဒါပေမဲ့လည်းခုပဲဦးစင်းကြီးကပြောပါတယ်မလုံနဲ့ဆိုတော့နားနေသလားတဲ့ဆိုတော့ကဘာပတ်နေပါလေဗျာနော်ထိုင်ဝမ်ကဖြစ်ခဲ့တဲ့ဂျပန်မလေးရှားအင်ဒိုနီးရှားစင်ကာပူပတ်လာခဲ့ပြီးပြန်လာမန္တလေးအခုဒါဒီနေ့တောက်လျှောက်ဒီပြန်ရောက်လာတာပဲနောက်နေ့ဆက်ပြီးခရီးဆက်မယ်အဲ့တော့ဝတ်ကြွေးရှိသလောက်တော့ခံမှာပေါ့အဲ့တော့စင်ကာပူမှာအကုန်လုံးစစ်ဆေးကြည့်တယ်ဆရာကခွဲရမလားဆိုတော့မရဘူးတဲ့ပျောက်မလားဆိုတော့လည်းမပျောက်ပါဘူးတဲ့ဟုတ်ပြီနော်အဲ့ဒါပါလေတော့ဝတ်တီအကြောင်းမကောင်းတော့ဒါကံအကြောင်းမကောင်းတာနော်အဲ့တော့အခုဦးဇင်းတို့ကြည့်ရအောင်အတိတ်ကကံအားလျော်ဆိုတော်တော်ကောင်းတို့မှာကံကံဤကျိုးပေါ်ယုံကြည်မှုအလုံးရှိမရှိရှိပါတယ်သို့တော့စင်ကြယ်ဖို့တော့လိုတယ်ဘာလို့ဖို့လိုလဲအကြောင်းကပါလာရင်တော့ရှောင်လွဲလို့မရအဲ့တော့ကံကံဤအကျိုးနော်ရေရရှိပဲမရပါဘူးသူမင်္ဂလာဓာတ်လုံးကောင်းကောင်းမရှိလို့မပြောက်တာတယ်ဟမ်သဘောပါသလားဒါကိုရေရမကောင်းလို့ဖြစ်တော့တယ်ရမလားမရပါဘူးဒါဖြင့်ယနေ့ဆေးပညာကပဲနောက်ကျနေလို့လားမဟုတ်ပါဘူးဟုတ်လားကံကြောင့်ဘယ်သူကြောင့်လဲအဲ့ဒီကံကြောင့်ရလာတဲ့ယုံ nant ရလာမှတော့ယုတ်ဒုက္ခလည်းခံရမယ်နံဒုက္ခလည်းလက်မောင်းပြုတ်မှနာတာလားငကိုကလေးနာတတ်တဲ့သဘောရှိတယ်ငကိုကလေးနာတတ်တဲ့သဘောရှိလို့ဒါနေတာယုံမှန်ရင်ဖောက်ပြန်တယ်ယုံမှန်ရင်ဖောက်ပြန်နေတာငါလားငါဥစ္စာလားနာနေတာကနာတယ်လို့သိတာကယုတ်တရားနဲ့ကျင်သလားအဲ့ဒါဓမ္မရူပပရိစ္ဆေဒဉာဏ်ရလာတဲ့အခါကျတော့ဒိဋ္ဌိတော့ထိုက်တန်သလောက်ပြုတ်ပြီသို့တော့ပယ်ပြုတ်လားသိပြုတ်လားသိယုံပြုတ်ယုံနဲ့ကတော့သိတယ်ဆိုတာခဏပဲဟမ်အာယုံချမ်းနဲ့တွေ့လာတော့မရတော့ဟမ်ဟိုကလေးတွေပြောသလိုဘုန်းကြီးပခေါနာတာပေါ့ကွာနာဖြစ်ယူမင်းခံကြည့်ပါနားနေတာငါဒီမှာလုံးကုန်မလုံးနိုင်ပါဘူးဆိုသူကဖြစ်ယူရမယ်သဘောပါလားဟမ်ဟိုဓမ္မဂရိကကြီးတပါးပါပဲဟိုတနေ့ကကျောင်းပဲအသေးအံဖြစ်လို့ကလေးတွေကစေကန်းလိုက်ဖို့တော့ကလေးတွေဆိုတာပဲသိပြီတိတတ်ဟိုသူတို့ကြားဘူးတဲ့အတိုင်းပြန်ပြောတာကလေးတွေကတော့အဖြောင့်လူငယ်တွေကဘုန်းကြီးနာလာပေါ့ကွာငါဝေဒနာပြင်းဝေဒနာဖြစ်ပြရှုလေဘုန်းကြီးဖြစ်ပြရှုဟာမင်းဖြစ်ပြရှုဒီမှာနားနေပါဆုံးမဟောလို့ကုန်ပြီမိုးကုတ်ဆရာတော်တွေထုံးစံသဘောပါလားမိုးကုတ်ယောဂီများလည်းဒီတိုင်းပဲဒါအဖေတွေမေတွေကမလေးသူတို့ကောင်းနေတော့ငါမြည်လေးနားထောင်တော့ကြည်သဖြစ်ပြသမီးမတ်မိလားမတ်မိတယ်ဖြစ်ပြဖွာဖြစ်နေတော့ဘိုင်းနာလို့ဆိုဖြစ်ပြရှုလေဘောနင်းဖြစ်ပြရှုသဘောပါတော့ဆိုးတဲ့ဟာတွေဘုဂုတ်ယောဂီတွေနော်သဘောပါရဲ့လားအဲ့တော့ယုံနာဓမ္မသင်္ခါရသည်ဖြစ်ပြီးရင်ငါကောင်ငါဟာငါဥစ္စာပါသလားသူကသိယုံသိပြီးပြုတ်တာဖြစ်တဲ့အတွက်နော်အသိမခိုင်သေးဘူးနော်မပင်နိုင်သေးတော့တဘဝနဘဝခုခင်ဗျားတို့ယုံနာမှန်သိလိုက်တယ်ဆိုရင်ယုံနာကွဲလိုက်ပြီးစိတ်ထဲမှာဟုတ်သားပဲအော်ယုံနာခဏလေးပဲနှလုံးသွင်းတာနော်အကြာကြီးနှလုံးသွင်းတာမဟုတ်အမြဲသိနေတာလည်းမဟုတ်ဘူးတရားဟောနေတဲ့အချိန်လေးမှာအော်ဟုတ်သားပဲသွားကျင်တာကနန်းသွားနေတာကယုတ်စားနေတာကယုတ်စားကျင်တာကနန်းဟုတ်ကလားအပြန်အလှန်လေးသိနေတယ်ဟုတ်သားပဲလို့စိတ်ကလေးတစ်ချက်ဖြစ်တဘဝနဘဝမသွားဘူးအမကဝိပဿနာတရားရဲ့တတ္တိမြန်တာမင်းညမထင်နဲ့ရှင်းသလားရှင်းပါပြီကောင်းပြီဒ
ဘောနဘောဆိုတော့စိတ်ချပြီလားစိတ်မချသေးတစ်စစ်တည်းသူ့ထက်ခိုင်လုံတာကအကြောင်းအကျိုးကိုပိုင်းခြားသိတဲ့ဉာဏ်ဒါကြောင့်အနာမကင်းယောဂမကင်းယံသူမကင်းတာဘာကြောင့်လဲလို့မေးရင်သီလမပြည့်စုံလို့ဟောဒါနအကြောင်းသီလအကြောင်းရှင်းလားအကြောင်းကောင်းမှအဲ့ဒီအကြောင်းအကျိုးတရားတွေအကြောင်းရှိလာရင်ဒီစလုံးသိချမ်းမနော်အကြောင်းရှိရင်အကြောင်းရှိပြီးသားကိစ္စကိုဒီအကျိုးမလာပါနဲ့လို့ဘယ်သူတားလို့ရှင်းလားဖယားတော်မှတားလို့ဖယားလို့ချိန်မကြီးပဲ့ထွက်သွားတာပေါ့သူ့မှာချိန်မပဲ့ရမယ်အကြောင်းကိုရှိနေလို့ဒေဝရစွမ်းလုံးလို့မဟုတ်ဘူးရှင်းလားကြိုက်တဲ့နီးစနစ်နဲ့တတ်ဖယားတို့မြည်ဒီမှာအထာဏမိတ္တဘိက္ခုအနဝကာသောယံပရုပက္ခမေနတဘာသောပုဂ္ဂိုလ်ရဲ့လောက်ကြံမှုနဲ့သေရိုးထုံးစံမရှိဘူးသေတော့မသေဘူးချိန်မပဲ့သွားတယ်တို့ဖယားသိခါကြတယ်ဖယားထဲမှာဟမ်ဖယားကဖယားထဲမှာဆိုတာဖယားတွေဆိုတာပြစ်မျိုးမဲ့မထင်ဖယားတို့ရဲ့ရုပ်ရည်ကမှဲ့တော့မထင်မှဲ့ပါလာရင်အဲ့ဒါအပြစ်ရှိလို့တော့ရှင်းလားရှင်းပါပြီပြစ်မျိုးမှဲ့မထင်အလွန်တန့်ရှင်းစင်တဲ့ရုပ်ရည်ယူပကာယတော်နဲ့ဖယားဖြစ်လာတာဘယ်ဖယားမှထိခိုက်အောင်လုပ်လို့မရဘူးတို့ဖယားချိန်မှပဲ့ဝတ်ကြွေးတော့အတိတ်ကဝတ်ပါလာပြီးသားအကြောင်းတရားကိုဘယ်သူမှဖြေရှင်းပြလို့အဲ့ဒါဟိုလိုက်အားကိုဒီလိုက်အားလို့ကိုဟိုလူကဲပေါင်းဒီလူကဲပေါင်းလို့ကျအောလို့မစိုးသူသဖြင့်ဝိပဿနာယောဂတွေဟိုမသိတဲ့လူတွေလုပ်တာလုပ်ပါစေနိုင်ကြောလည်းသူကသူဟန်ဆောင်ပြီးဟိုကောင်ဘူးသူလို့ဒီကောင်ဘူးသူလို့ဟိုကောင်ကဲမလို့တကယ်တော့သူ့ကျွေးသူ့ကိုကြည့်အောင်မဆက်နိုင်ဘူးရှင်းလားနတ်ယုတ်ကငားထားတာလာတဲ့လူလိမ်မလို့ကြမ်းနေရတာဘယ်သူနာငွေထွက်မလဲလို့ဒီတည်းကမှမပူနဲ့သားတော်ကြီးကြီးပွားတော့မှဒါမှပတ်စံထွက်မှာဦးနော်သူကသွားတော်ကြီးကြီးပွားတော့မှလို့နဲ့သူကျွေးကျင်နိုင်သလားမကျင်နိုင်ဘူးလားအိတ်ခါထဲလမ်းကြည့်နေရတဲ့ကိုနတ်ကြောလည်းလိမ်လို့မပြီးနိုင်ဘူးဘိုးတော်နဲ့သူများကဲမယ်လုံနေတဲ့လူတွေလည်းသူထမင်းနှံ့မှန်မှုကိုတော့လုံနေရတာရှင်းလားအဲ့ဒါခင်ဗျားတို့ကဒီအကြောင်းအကျိုးမသိတော့လိုက်အားကိုးရှင်းတယ်နော်အဲ့အကြောင်းအကျိုးသိုံနဲ့ကောဆိုတော့အကြောင်းအကျိုးသိတာလဲဒိဋ္ဌိတည်ငါပဲပင်နိုင်သေးတယ်အပီးပင်နိုင်တာတော့ဒါပေမဲ့နာမရူပထက်တော့သူသာသွားပြီရှင်းတယ်နော်တော်တော်ခိုင်လုံသွားပြီအကြောင်းတရားနဲ့အကြောင်းဓမ္မနဲ့ဒါပေမဲ့လမ်းဆုံးအကောင်းဆုံးဖြစ်ပြီလားမဖြစ်သေးရင်ဥဒိယဝယဉာဏ်ဥဒိယဘယဉာဏ်ဖြစ်ပြက်မြင်တဲ့ဉာဏ်ပြောခဲတို့ဖြစ်ပြက်တာကောင်းကောင်းမြင်ရင်တော့စိတ်ချတော့ဆရာကြီးစိတ်ချတော့ဆိုတာ9 ရက်9 လ9 နှစ်အတွင်းအကျိုးပြီးတော့ဒီချာမတော့ဖြစ်ပြမြင်ရင်မလွဲတော့ဘူးမလွဲတော့အသောတာပန်ဟေးဆိုတော့နောက်ထပ်အလွန်ဆုံး9 ဘဝဆိုရင်တော့9 ဘဝဒုက္ခတော့အောင်မှာပေါ့ဖြစ်ပြမြင်သုလသောတာပန်လောက်တော့ဖြစ်သွားပြီသို့တော့စိတ်ချရပြီလားသုလသောတာပန်ဆိုတာပေါ့ပေါ့မဟုတ်ဘူးနော်သုလသောတာပန်ဆိုတာဒီဘဝသိသုတေမနေသိနတ်ပြည်ရောက်ရင်နတ်သောတာပန်ဖြစ်တော့မှာဒီဘဝနေဖြစ်ဖြစ်မြင်တဲ့ဉာဏ်လေးနဲ့သိနော်နှလုံးသွင်းလေးမှန်ပြီးတော့သိလိုက်ဒီဘဝမဉာဏ်ဖုန်ဉာဏ်မရပါဘူးဟိုမှာနတ်ဖြစ်တယ်လို့သိတာနောက်ကြအောင်ပဲနော်သောတာပန်အရင်တည်ပဲမျက်လုံးမပွင့်ခင်ကသောတာပန်တည်သွားဘာလို့ဆိုတော့လူဉာဏ်နဲ့နတ်ဉာဏ်မတူဘူးခင်ဗျားတို့မှကျတော့သွေးပြည်သလိပ်ပိတ်ဖုံးနေတော့ဒီအာသုဘကိုသူ့ဘထင်ခင်ဗျားတို့ကျိုးရုပ်တယ်အာသုဘတွေလားသူ့ဘတွေဒါပေမဲ့ဒီအာသုဘချင်းကိုကြည့်မအောင်ရှင်းသလားအနာကပြောကြည့်တယောက်တန်တယောက်မခံနိုင်ဘူးအာဘုဆောင်နံလို့ဒါလည်းမျက်နှာလွှဲပြီးချစ်တုံးမယ်ရှင်းသလားသဘောပေါက်သလားခုံကကျတော့အဲ့ဒါလိုသွေးတွေပြည်တွေသလိပ်တွေမရှိတဲ့ခါကျဖြတ်ဆိုဟိုကသိလိုက်တာနဲ့ရုပ်တရားနံတရားဖြစ်ပြီးတော့ဖြစ်ပြမြင်
ဖြစ်ပြက်မုံဖြစ်ပြက်ဆုံးမျက်စိမပွင့်နတ်မျက်စိမဖွင့်ခင်သောတာပန်ဒီပါသုလသောတာပန်ဒီဘက်ကသုလသောတာပန်နဲ့သိသွားရင်ဟုတ်ပြီနော်ဒီလုံးမမဟုတ်မျက်စိဖွင့်လို့မှမသိသေးဘူးဆိုရင်တဲ့ဘေးကလာပြီးသတိပေးမယ်တဲ့ဟေးဟိုမှာဘယ်မှာတရားပွဲရှိတယ်နတ်ပြည်မှာလည်းတရားပွဲတွေချင်းချင်းသေးနော်တာဝရိန္ဒာမှာဆိုရင်ဖရာပြိဋိဘံဆန္ဒတလမပြည့်သေးဘူးရှင်းလားခိုးမှာပွဲလို့မပြီးသေးဘူးငိုတဲ့နတ်ကငိုလို့မပြီးသေးဘူးနော်ဒီမှာသာမလေးရှုပ်ချက်ခတ်လို့ဥမာနျူကလ িয়ার တဲ့ဟာဘာဆူနာမီတဲ့မုန်တိုင်းတဲ့ရှုပ်ချက်ကိုခါလို့ဘွက်ပေါက်နေဟိုပြည့်ဖရာပြိဋိဘံဆန္ဒလို့ပွဲလို့တောင်မပြီးသေးဘူးရှင်းနော်အဲ့တော့ဟိုမှာဓမ္မသဘင်နေချင်းချင်းသေးနေတာဆိုတော့ဟာဟိုမှာဘယ်ဓမ္မဂတိကလေနတ်ဖြစ်ဟောနေတာလာဘောပါသလားလာသွားနာရအောင်ငါတို့ဆိုတော့ဟောဓမ္မမိတ်ဆွေတွေကခေါ်ချသွားတရားနာလိုက်တော့သောတာပန်တည်ရှင်းလားနောက်နာချင်းချင်းလည်းသတိပေးတယ်မျက်စိလေးဖွင့်ကြည့်တော့ဟေးမင်းလူဘဝမှခဲ့တဲ့တရားမမိတ်နဲ့နော်ယုံနာနေကွာတို့ကသောတာပန်နတ်တွေကစောင့်နေတာစောင့်ရှောက်ဖို့ဓမ္မမိတ်ဆွေတွေဒါမှမဟုတ်ယောဂီချင်းချင်းတက်အောင်နေဟောကြဟိုရောက်သတိမပေးရင်ဒုက္ခဆိုခင်ဗျားတို့တရားသာအားထုတ်နေရမျက်စောင်းတခဲခဲဟမ်ဟိုမကောင်းမကြည့်ဟုတ်တာလည်းမဟုတ်ဘဲနဲ့ဟမ်ဘာမတည်းဘူးသူ့ဟာသူလုံနေတာခြေတန်းလေးမှန်သူ့ဟာသူကြိုးစားကြည့်နေတာပေါ့ဟုတ်သည်ရှိမဟုတ်သည်ရှိလုံကြည့်ရမှာပေါ့လုံကြည့်တော့မလေးဖြည်းဖြည်းလန့်နေဟုတ်တယ်လည်းဘာသူများလန့်နေတို့ကတော့ဖြစ်ပြက်ပြီသူပဲဖြစ်ပြက်မှမပါဘူးရှင်းလားသဘောပါသလားတဲအောင်နေဟိုရောက်တော့သူတို့အားကိုးအောင်ပါခင်ဗျားတို့ဟမ်ကျင့်တတ်ကြလားအဲ့တော့ဝိပဿနာသမာဓိဖြစ်ပြမြင်တယ်ဆိုတာနော်ဥရိယဝေယဉာဏ်ရောက်လာပြီဆိုတော့ဥရိယဝေယဉာဏ်လောက်နဲ့ဟောစိတ်ချရပါလားမေးတော့မချရသေးဘူးတဲ့တဘဝနာတယ်ကွာဆရာတော်ဘုရားကြီးကနော်အဲ့တော့အဲ့ဒီဖြစ်ပြတွေကိုရှုပါများတော့ဖြစ်ပြဆိုတာဖြစ်ချင်းပြက်ချင်းကဘာသစ္စာဖြစ်တာချမ်းသာသလားပြက်တာရောဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကမက်ကမမှန်ကန်ကန်နဲ့ရှေးကဖြစ်ပြက်အဲ့လိုဝိပဿနာမဲ့ဉာဏ်နဲ့ရင့်တန်လာတော့မြင်ပါများလာတော့ဖြစ်ပြတွေမဟုတ်ဒီဖြစ်ပြပေါ်မှာမလိုချင်တော့ဘူးမတတ်မတော့ဘူးမနှစ်သက်တော့ဘူးညင်းငွေလာတော့မှဒါမှစွန့်ခွာခြင်းတဲ့စိတ်တွေပေါ်လာပြီးတော့မှဒီစိတ်တွေနဲ့ဒီဉာဏ်တွေနဲ့ကြည့်လိုက်တဲ့ခါကျဩရုပ်ကလည်းတရားသက်သက်ပဲနာမ်ကလည်းတရားသက်သက်ပဲငါ့ကိုငါဟာလုံးမပါပါလားဆုံးဖြတ်ချက်ကြတဲ့ဖြစ်ပြတွေဆုံးမဲ့ဉာဏ်ဘာဉာဏ်ဘယ်နှစင်း5စင်းဉာဏ်ဘယ်နှစင်းလို့မဲ့ဉာဏ်ရပြီဆိုတော့မဲ့ဉာဏ်ဖို့ဉာဏ်မဲ့4တန်ဖို့4တန်သာရရင်နောင်ပူစရာမလိုတော့ရှင်းသလားအဲ့တော့တို့က4တန်မရတောင်သူက4တန်လည်းတရက်ပဲကြံလို့တာဆိုတော့ဘယ်လိုဟောကြနောက်တရက်ထဲနဲ့မဲ့ဉာဏ်ဖို့ဉာဏ်4တန်ရနိုင်ပါမဲ့4တန်ဖို့4တန်ဆိုတာကြာတာမဟုတ်ဘူးရှင်းတော့ဆရာတော်ကြီးတစ်ပါးရှိတယ်ဒီဟိုခေတ်ကအဲ့ဆရာတော်ကြီးကဝိပဿနာဉာဏ်နေစာပေကျမ်းဂန်နေအမတန်ကျွမ်းကျင်တယ်သီလသမာဓိနဲ့လည်းပြည့်စုံအောင်နေတယ်သူကသူဒါတော့တပည့်တပန်းတွေကလည်းအများကြီးပေါ့ဆိုတော့တပည့်တွေမွေးထုတ်ထားခဲ့ပြီးအသက်ကြီးလာတော့တောင်ပေါ်မှာသူ့ဟာသူကျောင်းလေးနဲ့တကျောင်းနဲ့သီးတန့်ဆောက်ပြီးတော့သူ့ဟာသူသတင်းသုံးပြီးနေတာအဲ့တော့တပည့်တွေကဝိုင်းပြုစုကြတော့သေကံနီးနေတော့ချိန်ကကတ်နေအောက်ကတပည့်တွေကလည်းတခါလေဒုဆရာဟာယဟန္တာပဲအနေထိုင်သိကြစ်လက်တယ်သိတတ်ရက်တယ်နော်အနေထိုင်ကြစ်လက်တတ်ရက်ယုံနဲ့လည်းယဟန္တာမှတ်လို့မရသေးဘူးဝယံပရာနေလို့လည်းအယံကာရောတော့သွားမပြောလိုက်နဲ့အောင်နော်အဲ့တော့အဲ့ဒါဝတ္ထုတွေကတော့အများကြီးရှိတယ်ဒါတော့သူများပြောရင်မှားတော်ရှိမှန်တော်ရှိဘယ်သူအကြောင်းဘယ်သူကြည့်တို့တော့ကိုနားမလဲသေးဘူးဟိသူများဝေဖန်မှုထားလို့နော်အဲ့တော့အခုလည်းတရားကစာဖတ်ဟောတာလို့ဆိုမှနော်ရှေ့ကဆရာတော်ကြီးဟောထားတာလေးနာပြီးတော့အခုပြန်လာဟောတော့
အဲ့ဒီဆရာတော်ကြီးပြန်တော်မူတော့မယ်ဆိုတော့အောက်ကလည်းနတ်တွေရဲ့လှုံ့ဆော်ချက်နဲ့တပည့်တပန်းတွေကလည်းကိုယ်ဆရာကိုအလွန်အထင်ကြီးပြီးတော့တို့ဆရာယဟန္တာပဲယဟန္တာပြန်တော်မူတော့မယ်ခန္ဓာဝင်ချတော့မယ်တို့ဖူးမယ်ပိဋကတ်တွေကအောက်မှာတောင်အောက်မှာအပြည့်ဆိုတော့အဲ့ဒီမှာသိချစ်တဲ့တပည့်ကြီးတစ်ပါးကအနည်းကပြုစုနေတဲ့တပည့်ကြီးတစ်ပါးကသူ့ဆရာကိုသူသိတယ်သိတော့သွားမေးတယ်ဆရာအောက်မှာတော့ယဟန္တာဖူးမဲ့ပိဋကတ်တွေရောက်နေပြီဟေးဘယ်ယဟန္တာတို့ရှင်ဖျားဟုတ်အရှင်ဖျားအခြေအနေဘလို့လို့ဟာဘယ်ငါမစ်သေးရဖူးမလို့သူကယဟန္တာဖြစ်ချင်သေးဘူးတဲ့ဘာလို့ချင်တာလာမဲ့မစ်သေးရဖျားဖူးချင်တာတဲ့မစ်သေးရဖူးမလို့ကွာရှင်ဖျားအဲ့ဒါဖူးတာရင်မယူအချက်တွေကွဲကုန်တော့မယ်ဟမ်ဟောမှာယဟန္တာဖူးချင်လို့တယ်ဟုတ်သားဖျားသားပရင်းပေါက်ဖွင့်ကြည့်အောက်ကပေးတဲ့အများကြီးဟေးသူတော့ယဟန္တာဖူးမလို့တဲ့ကလားကွာမှန်ပါဗျာယဟန္တာဖြစ်တာလွယ်ပါတယ်ကွာဒါဒါမြင်ငါထူပေးသားထူပေးပြီးကြရမောကဲထိုင်မင်းခဏအပြင်ထွက်နော်အပြင်ထွက်ဆိုတကားလေးဖွင့်ဟိုကပိတ်ပြီးသားဟဲ့လာကြတော့ပြီးသွားပြီကိစ္စပြီးသွားပြီသူ့မှာအာစိန်ကံရှိတယ်ဟိုမေတ္တာဖူးခြင်းတဲ့စိတ်ကခံနေလို့ရှင်းတယ်နော်အဲ့တော့တဲ့ရင်မမြန်ဘူးလားခင်ဗျားတို့တရက်လုံးချိန်ကြံသေးတယ်ဟမ်စူးစူးစိုက်စိုက်လုပ်ရင်မရနိုင်ဘူးလားယဟန္တာဖြစ်ဖို့တော့မလုပ်နဲ့နော်ယဟန္တာဖြစ်ဖို့လုပ်လို့ပြဿနာတက်နေဦးမယ်ယဟန္တာဖြစ်ဖို့လုပ်ဖို့မဟုတ်ဘူးတရားကိုဖြောင်းမှတ်စွာသိဖို့နော်ဖြောင်းဖြောင်းမှတ်မှတ်နဲ့ငါလမ်းဆုံးရောက်အောင်လုပ်မယ်ပန်းတိုင်ရောက်အောင်လုပ်မယ်ဟုတ်ကလားဒါတို့စိတ်မချမချင်းတော့ဒီစခန်းကမပြန်ဘူးကွာဘုန်းကြီးမောင်းထုတ်တော့မထုတ်တော့ခုကိုကားတွေကမှားပြီးလောက်ပြီဟမ်အထင်တွေလည်းပြုတ်ကုန်ပြီဟုတ်ကလားသူထင်ငါထင်နေရှိသေးလားမရှိတော့ဘူးအထင်တွေပြုတ်တော့ပါတော့တော်ပြီးတော့မလျှော်တော့ဘူးတဲ့ပြားတော့မှအိမ်ရောက်မှလျှော်ခိုင်းမယ်ဒါလေးလည်းတပုံကြီးကျင်းတယ်နော်အားလုံးပဲအဲ့တော့ဉာဏ်ပဲ20နဲ့50မှာပထမကံကံဤကျိုးယုံကြည်တဲ့ကမ္မတက္ကတဉာဏ်လောက်နဲ့ကျင်းနေလို့အပေတကားပိတ်ပြီလားဟာငါလူးနေတာပဲတန်းနေတာပဲဖရားတွေတည်ထားတာပဲကျောင်းတွေဆောက်ထားတာပဲဆိုယုံနဲ့စိတ်ချနေလို့မရပါဘူးတဲ့ဗြဟ္မပြည်တဝင်းဝင်းဝက်စချင်းတရှုပ်ရှုပ်ဗြဟ္မာပြည်ရောက်တာတော့စိတ်မချရတာနတ်ပြည်လောက်ကတော့ချက်ချင်းဂျွန်းထိုးကြနိုင်တယ်ဆိုတာမပူနဲ့ဟုတ်ပလားကဲနာမရူပပရိစ္ဆေဒညာလောက်နဲ့ရောယုံနံပိုင်းခြားသိယုံနဲ့ငါတို့ဘဝပြီးပြီလားအပေတကားပိတ်ပြီလားမပိတ်သေးဘူးတရင်ကတော့တဘဝနှစ်ဘဝတော့သူတားနိုင်ပါတယ်ခိုဘက်သေးကြသလားဒါဖြင့်မသေးကြတာယူမနေပါနဲ့ဗျာအဲ့တော့နာယုံပိုင်းခြားသိယုံနဲ့လည်းဂျင်းနဲ့နေလို့အကြောင်းကျိုးပိုင်းခြားနိုင်ယုံနဲ့ဂျင်းနဲ့နေလို့လဲအကြောင်းကျိုးပိုင်းခြားနိုင်ရင်တော့တော်တော်လေးခိုင်ခိုင်လုံလုံဖြစ်သွားပြီသို့တော့အဲ့ဒါလောက်နဲ့ဂျင်းနဲ့နေလို့ခုအကြောင်းကျိုးနားလဲအောင်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးမပြောဘူးလားအားလုံးတောင်းတောင်းပြပြအဝိဇ္ဇာပစ္စယအကြောင်းရှိရင်အကြောင်းဖြစ်တော့ကျင်းတယ်နော်အားလုံးဒါနားလည်ပြီးသားတယ်အဲ့တော့တရားအားလုံးကဖြစ်ပြီးရင်အကြောင်းတရားလေးလည်းဖြစ်ပြီးတော့အကျိုးတရားလည်းဖြစ်ပြီးတော့တရားအထုတ်နေတဲ့အချိန်မှာတော့ဘာမှမတွေးနဲ့အခု၈ပါးသီလခံယူရတဲ့၈ပါးသီလလုံခြုံအောင်ထိမ့်ပြီသီလလေးလုံအောင်ထိမ့်ပြီးတာနဲ့အတိတ်ကဘာလုပ်ခဲ့ဘယ်အာယုံလာဖြစ်ပြီးရင်ဒီထဲမှာမဘူးတဲ့လူတယောက်မှမပါဘူးဟင်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကခန္ဓာကိုယ်မချခင်၄ရက်လို့မှသပိတ်သွတ်လွတ်တရားဟောတာနော်ငါသိရင်သပိတ်မသွတ်နဲ့ကွာမှားရက်မှားနိုင်အောင်ကြိုးစားကြတယ်အခုလည်းခင်ဗျားတို့ရက်တရားစကားအားထုတ်လာတာအိမ်ပြန်ရောက်တာနဲ့ဟေးငါသိသပိတ်မသွတ်နဲ့မင်းတို့ဆွန့်သွတ်စရာမလိုဟမ်ဘာလို့သွားတော့မှာဘယ်တော့ယောဂီတွေတဲအိုးဘယ်သွားမှာနော်မတင်တော့ပါဘူးမှားနိုင်အောင်ဟင်တကယ်ရှိတာယုတ်တရားနဲ့အကြောင်းတရားနဲ့အားလုံးကဖြစ်ပြီးရင်လောကမှာဖြစ်ပြီးမပြတ်တဲ့တရားသဗ္ဗေဓမ္မအနတ္တတရားအားလုံးဟာအနတ္တအတ္တတစ်ချက်မှမရှိဘူးငါလည်းမရှိဘူး
သူလည်းမရှိဘူးငါဥစ္စာလည်းမရှိငါမရှိငါဥစ္စာမရှိတုံညတဆိုင်အောင်ကြည့်အဲ့တုံညတဖြစ်ပြီးရင်ဝိပဿနာသမာဓိတိဝိပဿနာဉာဏ်နေလာပြီဟုတ်ပြီနော်အဲ့တော့ဖြစ်ပြမြင်ယုံနဲ့လေဟောကျင့်တတ်နေလို့ဖြစ်ပြမြင်ပြီဆိုရင်တော့တော်တော်စိတ်ချနေရပြီသုလသောတာပန်တော့ဖြစ်ပြီဒါပေမဲ့အဲ့ဒီသုလကလည်းချော်နိုင်သလားမချော်နိုင်ဘူးလားသုလဆိုတာမဟာမမဟုတ်တာခိုင်မခိုင်သေးပဲနော်ဂျားတဲ့ကံကြီးတစ်ခုဝင်လာလိုက်ရင် तू ပြည့်အောင်ရှင်းတယ်နော်အဲ့ဒါဖြစ်ပြမြင်နေယုံနဲ့ကျင့်တတ်နေလို့မရဘူးတကယ်ဖြစ်ပြဓမ္မစစ်မြင်ပြီဆိုရင်လည်းဒီလူတော့စိတ်ချပါတယ်တဲ့သို့တော့အပီးတိုင်စိတ်ချပြီလို့တော့ပြောလို့မရသေးဘူးအဲ့တော့အခုခင်ဗျားတို့ရုပ်ကောမြဲသလားဖြစ်ပြီးရင်အားလုံးသဘောပေါက်တယ်နော်အဲ့တော့ရုပ်အနိစ္စနာအနိစ္စနော်ရှိတာခန္ဓာဘယ်နှပါဘာလေးကြည့်လိုက်ရှိတာတွေ့မလားမရှိတာတွေ့မလားမရှိတာကအနိစ္စသိတာကမက်ကအောင်ပဲဒါလေးကြတော့အသိပိုက်တာမြိုင်ဆိုင်ကြီးများရွတ်ပြရင်ဘေးကနားထောင်ရင်အဟုတ်နော်ပေါ်လာတာကသင်္ခါရနော်ကြည့်လိုက်တော့အနိစ္စရှိတာတွေ့လားမရှိတာတွေ့မရှိတာကလက္ခဏာမရှိတာကလက္ခဏာသိတာကဉာဏ်အောင်မလေးအနိစ္စလက္ခဏာဉာဏ်အောင်မလေးနားထောင်တော့ကောင်းမှာကောင်းအိမ်ပြန်ရောက်တော့မှငါမီးလေးဖွာမရှိတော့ဘာလို့အမလေးရှုပ်ချက်ကိုခတ်သဘောပါလားနားထောင်ကြည့်တော့မြိုင်းလို့ဒီမှာអော်သွားကြတာအမလေးအနေစာလက္ခဏာဉာဏ်ဒုက္ခလက္ခဏာဉာဏ်အနတ္တလက္ခဏာဉာဏ်နော်အနေစာဒုက္ခအနတ္တတွေ့ရမလားလက္ခဏာတွေ့ရမလားဟောကြည့်အပိုင်းနေသူတို့လက္ခဏာတော့ပဲမြင်တာနော်အစအနေစာလုံနေသေးမဟုတ်သေးဘူးတကယ်မြင်ရမှာအနေစာကြီးမြင်မှာလားလက္ခဏာမြင်မှာလားအဲ့ဒါလက္ခဏာဆိုတာသဘောလေးဖြစ်ပြီးသဘောလေးအဲ့ဒါဓမ္မစစ်ဓမ္မအရင်းခံကအကြောင်းအကျိုးသဘောလေးပဲရှိတာနာမည်တွေမျိုးစုံလျှောက်တတ်တာဝိဇ္ဇာတသင်္ခါရတဝိညာဉ်တနာယုတ်တမတတ်ဘူးလားတတ်ရှင်အတတကယ်တော့ဘယ်အဝိဇ္ဇာလဲသဘောလေးဖြစ်ပြီးယုတ်နာလဲသဘောလေးဖြစ်ပြီးသလယနာဖတ်တာတွေလဲသဘောလေးဖြစ်ပြီးသဘောလေးပဲဓမ္မသဘောတက်ဖဲလို့ခင်ဗျားတို့လက္ခဏာမြင်တဲ့နေ့မှစိတ်ချမှာရှင်းသလားအကောင်ထဲပုဂ္ဂိုလ်တ attva မရှိဘူးလက္ခဏာလေးဖြစ်ပြီးလက္ခဏာလေးပြတယ်ဒီပေါ်မှာတာယာတတ်မှုဖတ်ဆိုလဲလွတ်ကောဒိုင်းဆိုမညံ့ရတာမညံ့ရပြီဆိုတော့ဒီဘက်ကတဏမာနဒိဋ္ဌိတွေလာအောင်မလားမရဲကြစေတတ်တဲ့တရားတွေရှိသေးလားမရှိတော့သေတာကသမုဒိယအကြောင်းသေရင်နောက်ဒုက္ခအကျိုးလာเสียမရှိတော့ဘူးအဲ့ဒီအချိန်ကျတော့တို့နောင်ရေးပူเสียမလိုတော့ဘူးပန်းတိုင်ရောက်သွားပြီအကောင်းဆုံးဖြစ်သွားပြီအဲ့တော့ဘုရားတရားတော်တွေဒီအဲ့ဒီအကောင်းဆုံးသောနိဗ္ဗာန်ကိုပို့နိုင်မပို့နိုင်ရနိုင်မရနိုင်ယုံသလားယုံရင်တော့အောက်တန်းတရားတွေယူမနေပါနဲ့ယထာထွက်တော့မယ်ယထာထွက်တော့မယ်သာသနာတဲတဲလေးကြံတော့နော်ဒီနေ့ဓမ္မတွေကိုအာဓမ္မကလွှမ်းမိုးတာဆူနေနော်တရားဟောဓမ္မဂတိကတွေဘယ်လိုနှောက်ရှက်ရမလဲဆိုတာအသိအဖွင့်နဲ့တပုံကြီးဘယ်နေရာမှာပိတ်လိုက်ပြန်ပြီးတဲ့ဂုံယူနေဘုန်းကြီးတွေတွေ့ရင်လေဟောမပြောတော့ဘူးဆိုပြောမိပြန်ပြီနော်ဟုတ်ဓမ္မရေးရပဲပြောပါမယ်နော်သူတို့တွေကိုတွေ့ဟောသူမင်းသားမင်းသတိထားနော်ဘယ်ကိုတော့ငါလှုပ်လိုက်တာမဟောတော့ဟာပြောနေတာသူတို့ကနော်တရားဟောတဲ့ဓမ္မဂရိကကိုမဟောရအောင်ပိတ်လိုက်ရတာသူတို့ပြောနေကြည့်ပြီးတော့ဩကြောက်เสียကြီးပါလားဒါတွေဒါကြီးထွားလာရင်ဟေးခင်ဗျားတို့ကျုပ်တို့တဲတဲလေးရှိတော့ဟင်ဒီဝိပဿနာယုံနာဓမ္မသင်္ခါရအကြောင်းသူတို့နားမလဲဘူးနော်ဟိုးစာရပိဋကကြီးတယောက်ကပြောဘူးလေဦးဇင်းကိုဘာဆင်ကြည်လဲဘာအပြစ်ဖို့တာလဲဦးဇင်းကုသိုလ်ကံလဲဖြစ်ပြရှုအကုသိုလ်ကံလဲခင်ဗျားတို့ကျတို့ကကံဆက်ရမှာလားကံဖြတ်ကံစီမံတယ်လို့လိုက်မှာလားညံနဲ့စီမံမှာကံမိကံဖားနေညံမိညံဖားတစ်ချိန်လုံးကံအားကိုးခဲ့ရတာခင်ဗျားတို့ဗျံပရာဘေးသင်လာတာလေ
အတိတ်ကဘယ်ကလာလို့လာမှန်းလဲခုသေပြီးပဲသွားမှာလို့အဲ့ဒါကံလေးဗျာတို့ညာကသိတယ်ဒီနေ့နာမရူပပရိစ္ဆေဒညာဒါဟေးတောင်းဘဝငါပဲမသွားဘူးစိတ်ချတယ်မင်းတို့ဘာမှမဘူးနဲ့နာမရူပပရိစ္ဆေဒလောက်ပိုင်းခြားသိထားတဲ့လူကမဟုတ်တန်းတရားတွေလုပ်ဦးမလားပစ္စယပရိခေယပိုင်ထားတဲ့ပုဂ္ဂိုလ်ကလည်းမဟုတ်တရုပ်အာဟုသို့လုပ်တယ်လုပ်ဦးမလားမလုပ်တော့ရှင်းသလားပြီးတော့ဒီပုဂ္ဂိုလ်တွေအတွက်ကအပေကစိတ်ချညာလန်းငါသိရင်အပေမသွားဘူးသိတယ်မင်းတို့ဘာဆုံးမတော့နဲ့ဟမ်ဟာဖြစ်ပြမြင်ထားပြီဟာသိကြပြီဒီဖြစ်ပြမြင်တဲ့ညာနဲ့မဲ့ညာဘုံညာမရသေးတော့ဒါအာကိုသိလိုက်ပြီဟမ်အာကိုစရာမရှိဘူးလားကိုကိုစိတ်ချရအောင်လုပ်လို့ရမရဘာလန်းတော့ဉာဏ်လန်းကံလန်းကစိတ်ချရသလားအဲ့ဒါဗျဘယ်လိုကြွတ်တတန်တရားလုံးကံအာကိုလာတာအဲ့တော့ကုသိုလ်ကံလဲဖြတ်အာကုသိုလ်ကံလဲဖြတ်ကံတွေဖြတ်နိုင်မှကံကိုဘာနဲ့ဖြတ်မှာဖက်ဆိုတော့ကုသိုလ်ကံမလုံတော့နဲ့လို့ပြောတာလားအဲ့ဒါဝိပဿနာသဘောပေါက်တယ်ဟိုဘာမှမလုံတဲ့လူတွေသဘောမပေါက်ဘူးအဲ့တော့သာဝကြီးကြိုင်ပြီးသူ့မိန်ကဒါမကျေနပ်ဘူးလေဩတင်ပါနောင်အဲ့လိုမဟောနဲ့တဲ့အရှင်ဖျားကိုမဟောဘူးကျန်တဲ့လူဟောမယ်သူ့ဟောတာမဟုတ်ဘူးနဲ့ဟမ်ဝိပဿနာလမ်းကြောင်းဆိုတော့ဒီကံတွေမဖြတ်ဖက်နဲ့ရောက်မလားခင်ဗျားတို့သိတယ်ကျုပ်တို့သိတယ်ဒါအဲ့လူတွေမသိဘူးမသိရင်သူတို့ကအမှန်ဆိုပြီးတားလာတဲ့နေ့ကျကျုပ်တို့ကဘလို့မှလက်နိုင်ဘူးသူတို့ကတန်လျက်ကသူတို့လက်ထဲမှာသဘောပါလားအာရမနော်အတ္တဓမ္မတော်ပါလောကမှာကြောက်เสียအကောင်းဆိုမသူတော်တရားပေးမသူတော်တရားတွေလွှမ်းမိုးလာမှလှုပ်ချင်ပါပြီဆိုလို့မရအခုပြသားပိုင်နိုင်ပြောမဲ့လူတွေရှိတုံးလုံးရှင်းသလားတရက်ကြံသေးတယ်အဲ့ဒီတရက်အခုကစချိတ်လိုက်အိမ်မနေနဲ့ရှုပ်တသံတရားလုံးအိမ်နဲ့ရှင်းတဲ့တော့ကဲရှိတာရုပ်တရားနဲ့အဲ့တော့အဲ့ဒီမဲ့ညာဖူညာရမှဒါလင်းနဲ့ပန်းတိုင်ရောက်မယ်ပန်းတိုင်ရောက်ရင်တော့ဒုက္ခကလွတ်ပြီနောင်ဒီလိုဒုက္ခတွေလာစရာမလိုအဲ့တော့ခန္ဓာဝတ်ကကျွတ်အောင်လုပ်အောင်ဘာနဲ့ဖြတ်ဘာအာယုံလာဖြစ်ပြီးရင်ဘာစိတ်လာဖြစ်ပြီးရင်တကယ်တော့စိတ်တွေဝေဒနာတွေရုပ်တွေနာနေဖြစ်ပြနေတာလားသဘောလေးဖြစ်ပြီးသဘောလေးဖြစ်အဲ့ဒီလက္ခဏာစီရောက်အောင်သွားလက္ခဏာလေးပဲရှိတာဒါလေးမသိတော့ညင်းလို့မကုန်ဟမ်ခုံလို့မဆုံးတာစိတ်တိတ်ကဘာစိတ်ကဘာနိဗ္ဗာန်ဆိုတာဘာညင်းနေတာလက္ခဏာမှ तू မသိပဲပရမတ္ထသက်ပြောသားမှဆိုလက္ခဏာပဲရှိတယ်ဘာမှပြောစရာမရှိဘူးရှင်းသလားကျန်တာအကုန်ပြည့်ညတ်ဟမ်သဘောပါရဲ့နော်သဘောလေးဖြစ်ပြီးသဘောလေးဖြစ်ကြည့်လိုက်လေစိတ်လို့ကြည့်တော့စိတ်တွေ့မလားမရှိတာတွေ့ဝေဒနာပြောတော့ဝေဒနာတွေ့မလားမရှိတာတွေ့မလားဒါအလုံးသမားမှသိတာဗျတစ်ချိန်မှအလုံးမလုပ်ဘူးတဲ့လူဒါမပြောတတ်ဘူးရှင်းလားဒါမသိသေးညင်းနေဦးမှာအဲ့ဒီအငင်းသမားတွေရှေ့တန်းရောက်လာတော့တို့အပြောသမားတို့ငြိမ်းနေဦးမှာဘာမှတတ်နိုင်ဘူးသဘောပေါက်လားရှင်းရလားဒီအဆင့်မရောက်ဖ ೇನೆ ဓမ္မကိုမသိဘူးဒါမမြင်တဲ့ဓမ္မမမြင်ဘူးမမြင်သိငြင်းကြအောင်ပါပဲသူ့ယူငါယူနော်ဟိုစာအုပ်ဒီစာအုပ်ရှင်းလားဟိုလူရေးသွားတာဒီလူရေးသွားတာနော်ဒါကိုယ်တိုင်မြင်နိုင်မမြင်နိုင်တန်ဋိဋ္ဌိကတရားနော်အကာလိကအခုကြည့်ခုမြင်ပါတယ်သို့တော့မကြည့်တတ်ရင်တော့အဲ့တော့ကြည့်တတ်အောင်တော့လေ့ကျင့်ယူရမှာပေါ့ဘယ်သူပဲဖြစ်ဖြစ်ချက်ချင်းသင်လို့တော့မရဘူးလေ့ကျင့်ပါမယ်အခုတရားအားထုတ်နေဆိုတော့တရားမှတ်နေတာဘာလို့နေတာတရားမှတ်နေဆိုတော့ငကိုကဘာမှတ်တယ်မတရားတာတွေမှတ်တယ်မတရားတာမှတ်နေလို့အခုမျက်စိမိတ်ပြီးဘာလုပ်လဲတရားမှတ်တယ်အမလီတရားဒီလိုအားထုတ်မှမဟုတ်ပါဘူးအေးဒီလိုမျက်စိမိတ်ထားတာကိုမတဲ့လို့ဟေးဟမ်မျက်စိမိတ်ထားတာတော့တဲ့သလားဖွင့်ကြည့်ပို့ဆိုတာပေါ့ရှင်းသလားသဘောပေါက်သလားကဲဒါဖြင့်ရှိတာယုံနဲ့အကောင်ထဲလားဓမ္မတက်ဖဲလို့မြင်ပြီးတော့စွန့်လွတ်နိုင်တဲ့တနေ့လွတ်မြောက်တဲ့တနေ့ကြမှာတို့ဒုက္ခချုပ်တဲ့ပန်းတိုင်ကိုရောက်လာရှင်းသလားအဲ့ကြမှာအပယ်ငယ်ရဲ့တိရစ္ဆာန်ပြိတ္တာဘာပူစရာလိုသေးတော့အေးအဲ့တော့ပူစရာမလိုအောင်လွတ်မြောက်အောင်ပန်းတိုင်အရောက်လမ်းညဆိုကဲလမ်းတော့မဆိုဘု து ကိုဘု து ကြည့်ကိုကြည့်ခန္ဓာဘယ်နှပါခ
ဘယ်ချိန်ကြီးဖြစ်ပြီးရင်ကဲဖြစ်ပြပါသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်အေးကဲသစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျှင်တန်တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလေးအောင်မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ပန်းတိုင်အရောက်ချီတက်ကြလို့တိုက်တွန်းရင်းနဲ့နားကြစို့